အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့မြေမှုမြို့အနီးမှာရှိတဲ့ရွှေတောင်ကြီးတောင်ပေါ်စီကိုကျွန်တော်တော့ရောက်ဖုံးမြော်ခဲ့တာပဲဖြစ်ပါတယ်ဒီမှာရှုခင်းနေအင်မတန်ကိုလှပပါတယ်ဒီလိုစီးစရာဒန်းလေးတွေရှိတယ်ဟိုးဝေးမှမြင်ရတဲ့တောင်တန်းတွေရဲ့ပြီးတော့ရမ်းလှပတဲ့အညာရဲ့အမှုအသက်ရှုခင်းလေးတွေကျွန်တော်ခံစားရမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ညီဖျားအောက်ချီရမြင်ရတဲ့ရှုခင်းလေးပဲဖြစ်ပါတယ်ဟိုးဝေးမှာအပင်လေးရမ်းလှဒီလိုသဘာဝအတိုင်းလှပနေတဲ့ရှုခင်းတွေအပြင်သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကြောက်တိုင်ကြောက်ဆိုင်ကြောက်သားတွေနဲ့ကိုကြောက်တုံးကူတွေပေါ့နော်ဒါတွေကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်အခုလက်ရှိအနေထားမှာတော့ခီးသားပြည်သူတွေအဆင်ပြေဖို့အတွက်လေကားတွေကလေးတွေလုံနေတာကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်ဒါကတော့ရွှေတော်ကြီးဘုရားအောက်ခြေမှာရှိတာပါဒါတော့ဘုရားရေပြင်တော်ဘဝနဲ့မြင်ရတဲ့ရှုခဲ့ပဲဖြစ်ပါတယ်ဟိုးရှိအေယာရီမြကြီးနဲ့အေယာရီတရားရေလှမ်းပြီးမြင်နိုင်ပါတယ်